ဆိုရဲဆော့ဝဲဆော့နီလေးတစ်ချက်ပြပြပေးမယ်ဆိုတော့ဒီမှာ caution မှတ်တွေပေးထားတယ်ကွာဒါကြောင့်တို့ကတူတဲ့ဟာလေးကိုဆိုငယ်ရောဆော့တယ်လို့မျိုးပဲအယုတ်လေးဆက်ပေးရတာကွာဒီမှာဆိုရင်ဆိုတွေကဒီသူတို့ပြထားတဲ့အယုတ်လေးကလိမ်မြန်ဆိုလို့ရှိရင်လိမ်မြန်ပုံစံမျိုးတုံးကြီးဆိုတဲ့တုံးကြီးပုံစံမျိုးအဲ့လိုမျိုးလုပ်နေနေမှာအပူစီပေါင်းလေးအောက်ကျတာတွေ့လားအဲ့မှာ920ဆိုတာရှိရဲ့အပူစီပေါင်းလေးအဲ့လိုပူစီပေါင်းလေးကိုနှိမ့်လိုက်တဲ့ခါကျလို့ရှိရင်ဆိုရဒီလိုကြောင်ညာတပုတ်ကြည့်ပေးလိုက်အဲ့920ကိုဆိုလို့ရတယ်ပေါ့နော်ပြီးတော့မှဆိုပြန်ဖြေလဲရအဲ့မှာဆိုရင်နောက်တစ်ခေါက်ထပ်ဖြေလိုက်မှနောက်တစ်ခေါက်ထပ်ကြလာကြားတဲ့ချိန်တိုင်းဆိုအဲ့ဒီပူစီပေါင်းလေးကိုနှိမ့်လို့ရနှိမ့်ပြီးတော့မှပြီးဒီသူတို့အမားမှန်ပေါ့နော်အဲ့ဒီအယုတ်လေးပြန်ဆက်လို့ရတယ်နော်ဒါလေးရှားလက်ဒီလိုမျိုးလေးအဲ့ဒါမှသူတို့ကသူဖြည့်နေတဲ့အချိန်မှာ9ချိန်ပြေးသွားပြီဆိုလို့ရှိရင်ဆိုတွေကဒီစပင်တစ်ခါလှည့်ရတယ်ပေါ့နော်9ချိန်ပြေးစပင်တစ်ခါလဲ9ချိန်ပြေးစပင်တစ်ခါလဲပေါ့နော်မှန်ရမယ်ပေါ့နော်ဒီညမှာဆိုရင်သူကအဲ့လိုအယုတ်ဆက်တာလေးလည်းရှိရပြီးလို့ရှိရင်စာလန်းဆက်တာလေးလည်းရှိရပေါ့နော်ကိုကစာလန်းဆက်တာလေးကိုမဆက်တတ်ဘူးဆိုလို့ရှိရင်တော့အင်္ဂလိပ်စကားလုံးလေးကိုမဆက်တတ်ရင်ကိုကဒီကြော်လိုက်လို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်မှန်သွားပြီမနှစ်ခုရှိသွားပြီပေါ့နော်ပြီးဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် how many more does eat ဆို has ဆိုသူတို့ကအမှမေးခွန်းလေးမေးရကိုကအဲ့ဒီမေးခွန်းလေးတွေကိုကိုကဖြေတတ်တယ်ဆိုရင်ဖြေဖို့မဖြေတတ်ဘူးဆိုလို့ရှိရင်လည်းအဲ့လို3ခုရှိအောင်မှကိုကြိုက်တဲ့ဟာကိုရွေးလို့ရဒီမှာဆိုလို့ရှိရင်ဂျပန်နိုင်ငံရဲ့မြို့တော်ကဘာလဲဆိုလို့ရှိရင်တိုကျိုဆိုတိုကျိုပေါ့ဒီမှာဆိုရင် GOND ကိုအဲ့လိုမျိုးပေးထားလို့ရှိရင်ဆိုတော့က GOLD ကိုဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်အင်္ဂလိပ်စကားလုံးလေးတွေကိုဆက်ပေးရမှာပါရှောက်ဆက်လို့တော့မရအောင်မှန်မှရမယ်ပေါ့နော်အဲ့လို9ချိန်ပြေသွားဒီလိုစပင်တစ်ခါလဲပြီးရင်ကြော်ညာတပုတ်ကြည့်ပြီးပြီဆိုလို့ရှိရင်ဆိုတော့ခုနကရတဲ့ coin လေးရမယ်ပေါ့နော်ခုနကဆို800ကျော်ရမယ်ပြီးရင်ဆိုဒီမေးခွန်းလေးတွေပြန်ဖြေလို့ရတယ်ဒီနေရာမှာဆိုလို့ရှိရင်ကုတ်ထည့်ပြီးသားဆိုရင်ဒီနေရာမှာကုတ်လို့မပေါ်ကုတ်ထည့်သေးဆိုရင်ဒီနေရာမှာ invitation ကုတ်ဆိုပေါ်တယ်ဒီနေရာမှာဆိုလို့ရှိရင်ဆိုခုဆိုလို့ရှိရင်12.85k ပဲလားအဲ့နေရာမှာ300k ပြည့်ပြီဆိုလို့ရှိရင်$3နဲ့စပြီးတော့မှထုတ်လို့ရပြီပြည့်ရှိစရာမလို k ပေးဝင်မယ်နေရှင်ရတယ်Gmail နဲ့ထုတ်တာပေါ့နော်ဆွဲကုတ်ထည့်ထားတဲ့သူတွေဆိုလို့ရှိရင်ဆိုငွေထုတ်ပေးတယ်ပြည့်ရှိစရာလုံးဝမလိုပေါ့နော်ဒါဆိုလို့ရှိရင်ဒီညာလေးမှာဆိုယူပေးရမယ်ဒါကတော့သူ့ရဲ့ test လေးလုပ်ပေးရမယ်လူတွေကိုခေါ်ရမယ်ကွာလူမခေါ်လဲပါမဖြစ် copy လေးယူလို့ရတယ်ပြီးဒီဟာလေး test တွေအကုန်ပြီးသွားပြီဆိုလို့ရှိရင်ဆိုမိနစ်60ပြရနဲ့4100နဲ့4145ကျပ်ပေါ့နော်4100နဲ့